မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများကိုရေကျွေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ရောဟုတ်ကဲ့ဘွားဘဲဟုတ်လေ sorry ဘဲဟုတ်လေကြောက်အားလုံးမကျွန်တော်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများမင်္ဂလာပါလို့ဟုတ်ကဲ့ဒီနေ့ကကျွန်တော်တာဖတ်3ယောက်ပဲငတ်ပြရေလေးနဲ့ဝတ်သားလေးပြုတ်ပြီးတော့ဗောနော်နာမချင်းလေးထောင်းပြီးတော့လက်စားပြမှာဖြစ်ပါတယ်လို့ဟုတ်ကဲ့နာမချင်းရေလေးဗောနော်ဟုတ်ကဲ့စားကြပါဦးငါတို့ကျွန်တော်မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများဟုတ်ကဲ့ကဲဆွဲပါပြီတော့နော်ဟုတ်ကဲ့ဆွဲသမီးကလေးပြလိုက်မစားသမီးကဲစားဆွဲပါပြီနော်ဟုတ်ကဲ့စားကြပါဦးနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများဟုတ်ကဲ့စားကြပါဦးနော်ကဲကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများကိုရေကျွေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့စားကြပါဦးနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများဟုတ်ကဲ့ရောဟုတ်ကဲ့ဘွားဘဲဟုတ်လေ sorry ဘဲဟုတ်လေကြောက်ရမ်းမှာကောင်းပါလေစားကြပါအခက်စားစားကြပါ